Wildlife overpass တွေဟာတိရစ္ဆာန်တွေ busy road နဲ့ highway တွေကိုလုံခြုံဖြတ်ကျော်နိုင်ဖို့တည်ဆောက်ထားတဲ့ structure တွေဖြစ်တယ်။ဒီ bridge တွေကကားတိုက်မှုကိုလျှော့ချပေးတယ်လို့ကွဲထွက်သွားတဲ့ habitat တွေကိုလည်းပြန်ဆက်ပေးတယ်။လူသားတွေရဲ့ development ပိုများလာတာနဲ့အမျှ road တွေဟာ wildlife movement အတွက်အဓိက barrier ကြီးဖြစ်လာခဲ့တယ်။ migration road တွေဖြတ်တောက်ခံရပြီး animal population တွေကတနေရာစီအထိကျန်လာကြတယ်။ဒီအရာက wildlife vehicle collision risk ကိုတိုးစေတယ်လို့ food water မဲ့လို့အရေးကြီး resource တွေစီတွားရောက်နိုင်မှုကိုကန့်သတ်ပြီး biodiversity ကိုပါချင်းချောက်လာတယ်။ wildlife overpass တွေကတော့ engineering နဲ့ environmental conservation ကိုပေါင်းစပ်ထားတဲ့ practical solution တစ်ခုဖြစ်တယ်။ဒီ structure တွေကတိရစ္ဆာန်တွေလုံခြုံစွာဖြတ်သန်းနိုင်မှု pathway ဖန်တီးပေးပြီး ecosystem ရဲ့ natural flow ကိုဆက်ထိန်းထားနိုင်စေတယ်။ overpass တွေကိုပတ်ဝန်းကျင် natural environment နဲ့တူအောင် design လုပ်ထားကြတယ်။ soil grass shrub နဲ့ tree တွေဖုံးထားလို့ကြည့်ရတာ landscape ရဲ့ natural extension တစ်ခုလိုပဲမြင်ရတယ်။ overpass တစ်ခုချင်းစီရဲ့ design က local wildlife တွေရဲ့လိုအပ်ချက်ပေါ်မူတည်တယ်။ဥပမာ specific vegetation, traffic noise ရောစေတဲ့ sound barrier တွေ animal တွေ secure ဖြစ်ရအောင် width အကျယ်တွေကိုထည့်သွင်းစဉ်းစားထားတယ်။ deer, elk, bear တို့လို species ကြီးတွေအတွက်တော့ overpass တွေကိုကြဲကြဲဆောက်ပြီးတစ်ပင်အပင်တွေထူထပ်စိုက်ထားတယ်။ဒါကသူတို့ကိုလုံခြုံနေတယ်လို့ခံစားရစေဖို့ပဲ။တစ်ဖက်မှာတော့ amphibian နဲ့ reptile လို species သေးသေးတွေက cover နဲ့ moisture ပါတဲ့ specialized structure တွေပိုလိုအပ်တယ်။အကျော်ကြားဆုံး example တွေထဲကတစ်ခုကတော့ Banff National Park မှာရှိတယ်။ Trans-Canada Highway ဟာ park ကိုဖြတ်သွားပြီး wildlife အတွက်အန္တရာယ်ရှိတဲ့ divide ကြီးတစ်ခုဖန်တီးထားခဲ့တယ်။ဒီပြဿနာကိုဖြေရှင်းဖို့ overpass နဲ့ underpass series တွေတည်ဆောက်ခဲ့ပြီးတိရစ္ဆာန်တွေလုံခြုံစွာဖြတ်သန်းနိုင်လာတယ်။တည်ဆောက်ပြီးနောက်ပိုင်းမှာ wildlife vehicle collision တွေ80ကျော်လျော့ကျသွားခဲ့တယ်။ပြီးတော့ Grizzly bear, cougar, wall ကမ္ဘာအကြီးဆုံးတစ်ခါတည်းတချို့ကိုတောင်ဒီနိုင်ငံမှာတွေ့နိုင်တယ်။ဒီ structure တွေဟာ wild boar, deer တွေကနေ badger, fox တို့လို animal သေးသေးတွေထိ accommodate လုပ်နိုင်အောင် design ထုတ်ထားတယ်။ Australia မှာလည်း wildlife overpass concept ကိုအသုံးပြုပြီးသူတို့ရဲ့ unique wildlife အတွက် customized solution တွေဖန်တီးထားတယ်။ Christmas Island မှာတော့နှစ်စဉ် migration လုပ်တဲ့ red crab တန်းပေါင်းများစွာကိုကူညီဖို့ special bridge တစ်ခုတည်ဆောက်ထားတယ်။ဒီ crossing မရှိရင် crab အများအပြားဟာ road ပေါ်မှာကားတိုက်ခံရပြီး population ကိုပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တယ်။ဒီလိုပဲ kangaroo koala နဲ့အခြား native species တွေကိုကာကွယ်ဖို့ Australia တဝမ်းမှာ project တွေထပ်လုပ်ထားတယ်။ United States မှာလည်း urban wildlife overpass တွေပိုများလာနေတယ်။အထူးသဖြင့် development ကြောင့် natural habitat fragmentation ဖြစ်နေတဲ့ area တွေမှာပဲ Wallis-and-Edinburgh Wildlife Crossing ဟာဒီလို project တွေထဲမှာ ambitious အဖြစ်ဆုံးတစ်ခုဖြစ်တယ်။ project ပြီးသွားရင်ဒါဟာကမ္ဘာအကြီးဆုံး wildlife overpass ဖြစ်လာမှာဖြစ်ပြီး busy ဖြစ်တဲ့ route 100ကိုဖြတ်ကျော်သွားမယ်။ဒီ crossing ဟာ highway နဲ့ urban sprawl ကြောင့် genetically isolated ဖြစ်နေတဲ့ mountain lion တွေကိုကူညီဖို့အဓိကရည်ရွယ်ထားတာဖြစ်တယ်